အသေးစိတ်ထက်ရှင်းပြပါမယ်ပထမဆုံးအချက်ကတော့ကားစီးရလို့ပါအဲတုန်းကကျွန်တော်တို့ဝမ်းတွင်းမြို့အတိုင်းဝိုင်းပတ်ဝန်းကျင်မှာကိုပိုင်ကားကိုစီးဖူးတယ်လူဆိုတာတကယ်ကိုရှားပါတယ်ကိုပိုင်ကားဆိုတာလိုင်းကဘတ်ကားမဟုတ်တဲ့ကားကိုပြောတာပါအဲ့လိုကားဟာကိုပိုင်ရင်ပိုင်မယ်သူများပိုင်ရင်ပိုင်မယ်ဘသူပဲပိုင်ပိုင်အငှားကားမဟုတ်တဲ့ကိုပိုင်ကားလို့ပြောချင်တာပါအားလုံးပဲမင်္ဂလာပါခင်ဗျာ Read with me channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်เนาะအဖေနဲ့ချစ်ကားခရီးအမေအမောင်းတင်ခဲ့တဲ့ကျွန်တော်တို့အိမ်ကချစ်ကားဆိုတာဟာအရှိမှန်းနဲ့အမိုးပဲပါပြီးဘေးဘဲညာအကားရန်ဆိုတာဘာမှကိုမရှိရပါဘိန်းလေးဘိန်းပေါ်မှာလေးကားမှန်းနဲ့နေကားအမိုးတင်ထားတဲ့ဘိန်းတရင်တစ်မျိုးလို့ပြောရင်တော့ရမှာပါချစ်ကားမောင်းကြီးဆိုတာနဲ့လေကောင်းလေတန့်ရယုံနေမကဘူးတိုးလိုက်တိုက်လိုက်တဲ့လေးကအမခမ်းပါအညာဆောင်းတွင်မှာအဖေချစ်ကားစီးရမယ်ဆိုရင်နရွက်တွေမျက်နာတွေအေးဆက်ထုံချင်းခြေပြားလက်ပြားအေးတုံနေအောင်ကိုတိုးတယ်လေးပါအဲ့ဒီချစ်ကားလေးကိုအမေကားမောင်းတင်ဖို့ဆိုပြီးအဖေကဝယ်ပေးထားတာပါတိတ်ကိုအင်္ဂလိပ်အရာရှိစမ်းတဲ့အဖေဟာအရာရှိဆိုတာကားကိုကိုယ်တိုင်မမောင်းရဘူးဆိုတဲ့အယူဆရှိတော့ကိုယ်တိုင်ကားမောင်းလေမရှိပါဘူးဝမ်းတွင်ရဲဌာနကရဲဒေါ်ကျက်ကားကြီးကိုအဖေမောင်းတာတခါမှမတွေ့ဘူးပါဘူးအဖေတပည့်ရဲကျက်ဦးခင်မောင်ကပဲမောင်းပါတယ်ဒါပေမဲ့အဖေဟာသူ့ကိုယ်ပိုင်ကားကျက်ကားလေးကိုတော့တခါတလေကိုယ်တိုင်တက်မောင်းလေးရှိပါတယ်အဖေစိတ်ကူးရလို့ရှိရင်ကျွန်တော်တို့မိသားစုကိုတင်ပြီးကျက်ကားလေးသူကိုယ်တိုင်မောင်းပြီးဝမ်းနေနာကရွာတွေကိုသွားရတာကိုအရန်သတိရမိပါတယ်အဖေကကျက်ကားရှေ့ကမ်းမှာထိုင်ပြီးမောင်းအဖေဘေးနားမှာအမေကထိုင်ကျွန်တော်တို့ညီကို3ယောက်နဲ့ရဲကျက်ရင်မောင်းဦးခင်မောင်ကကျက်ကားနောက်ကထိုင်လိုက်တကယ်ကိုစိတ်လှုပ်ရှားစရာဝမ်းနေနာကရွာတွေကိုသွားခဲ့တဲ့ချစ်ကားခရီးပါအမေရဲ့ရွာတောင်ပိုးဟာဝမ်းတွင်းမြို့ရဲ့မြောက်ဖက်မှာရှိတာဆိုတော့အဖေဟာဝမ်းတွင်းနဲ့အမေရွာကြားမှာရှိတဲ့ရွာတွေနဲ့အကျွမ်းတဝင်ရှိပါတယ်အဲ့တော့အဖေနဲ့ကျွန်တော်တို့ချစ်ကားနဲ့သွားရင်လဲဝမ်းတွင်းမြို့မြောက်ဖက်မန္တလေးဘက်ကိုဦးတည်ပြီးအမေရွာစီကိုသွားတတ်ကြပါတယ်ချစ်ကားနဲ့သွားတယ်ဆိုလို့သိအဝေးကြီးသွားတယ်လို့တော့မတွေးလိုက်ပါနဲ့ဝမ်းနှင်းကထွက်လိုက်ရင်ဖရက်စုဒိုင်းကောင်းကုန်းဒရန်ကုန်းလို့အတန်ထွက်ပါတယ်ရွာရှိဆိုတဲ့ရွာတွေကိုကြော်ပြီးတော့မှအမေရွာကိုတဆင့်သွားရမယ်ရွှေတောင်ရွာကိုရောက်ပါတယ်ရွှေတောင်ရွာဟာဝမ်းတွင်းနဲ့16မိုင်ပဲဝေးပါတယ်တကယ်စဉ်းစားကြည့်လိုက်မယ်ဆိုရင်16မိုင်ဆိုတာရန်ကုန်မြို့ထဲကနေမင်္ဂလာတုံးလောက်ပဲဝေးတာပါဒါပေမဲ့အဲတုန်းက16မိုင်လောက်ခရီးကိုချစ်ကားနဲ့သွားတာကိုပဲတကယ်ခရီးရှည်ကြီးသွားသလိုခံစားရပါတယ်အဖေနဲ့ချစ်ကားခရီးသွားကြတဲ့အကြောင်းကိုနည်းနည်းဆက်ပြောပြချင်ပါသေးတယ်အဖေကတဲကပြန်လာပြီးတို့မနှက်ပြန်ချစ်ကားနဲ့ရွှေတောင်ကိုသွားကြရအောင်လို့ပြောရင်ကျွန်တော်တို့ညီကိုတွေတအားပြောပြီးဟီလီဟာလီတအားအော်ဟစ်စူးညံတောင်းခုံမြောက်ခုံလောက်ကြပါတော့တယ်အမေကတော့အဲ့လိုသွားမယ်ဆိုကြတဲ့ကလမ်းမှာကလေးတွေစားရင်စားဖို့ဒီကောင်တွေရေကငတ်တက်ပါပြီနဲ့ရေဘူးလဲထည့်ခဲ့မှာဆိုတဲ့အတွေးပေါင်းများစွာနဲ့ခရီးသွားဖို့အဆအအရာရာပြင်ဆင်တော့တာပါပဲကျွန်တော်တို့အဖေနဲ့ဘာလို့အဲ့လိုခရီးသွားရမှာကိုသိပြောတယ်ဆိုတာအကြောင်းရှိပါတယ်အဲ့ဒီချစ်ကားလေးစီးရမယ်ဆိုတာနဲ့ကျွန်တော်တို့အရန်ပြောကြတယ်ဆိုတာအခုခေတ်လူငယ်တွေနားလည်အောင်ကျွန်တော်ဘယ်လိုပြောရမလဲမသိပါဘူးအဲ့ဒါကိုမရှင်းပြခင်ခေတ်တစ်ခေတ်ပေါ်မူတည်ပြီးလူတွေရဲ့အတွေးအမြင် perception ဆိုတာတွေကတကယ်ကိုပြောင်းလဲတယ်ဆိုတာပထမဆုံးပြောချင်ပါတယ်ဘာလို့လဲဆိုတော့အခုခေတ်ရန်ကုန်ကနေအင်းစိန်16မိုင်ခရီးလောက်ကိုရှုတ်ခနဲကားနဲ့သွားလို့ရပါမယ်လို့ကျွန်တော်အခုပြောနေတဲ့1958ပတ်ဝန်းကျင်တုန်းက16မိုင်ဆိုတာတကယ်ခရီးရှည်ကြီးလို့မြင်ပါတယ်ကျွန်တော်ပြောခဲ့ဘူးသလိုကျွန်တော်တို့မြို့ကဘတ်စကားဟာဝမ်းတွင်မိထီလာ22မိုင်ကိုအသွားပြန်တနေကုန်ကြားတဲ့ခေတ်ကာလပါကားဆိုတာအတော်ကိုရှားပါတဲ့ခေတ်ကာလပါဘာကားပဲဖြစ်ဖြစ်ကားစီးရမယ်ဆိုတာကပြောစရာကြီးပါကြီးတော့ကျွန်တော်တို့လိုတာမန်ရဲဌာနအောင်မိသားစုဘဝမှာဟိုဒီခီးသွားတယ်ဆိုတာကလည်းတော်တော်ကိုကြုံတော့ကြုံခဲ့ဖြစ်ရတခုပါအဲ့လိုခရီးသွားရတယ်ဆိုတာဟာတာမန်နေ့စဉ်နေထိုင်လှုပ်ရှားသွားလာနေတဲ့ဝန်ထမ်းမိသားစုတစ်ခုအဖို့မှာအရန်ထူးခြားတဲ့ဖြစ်ရတစ်ခုပါဒါကြောင့်ကားစီးရမယ်ဆိုတာနဲ့ကျွန်တော်တို့တွေစိတ်လှုပ်ရှားကြဦးမြူးကြတာပါအဲ့တော့အဖေနဲ့ခရီးသွားရတဲ့အကြောင်းကိုဆက်ပြောရမယ်ဆိုရင်အဖေနဲ့အတူချစ်ကားလေးနဲ့သွားရမယ်ဆိုတာနဲ့ကျွန်တော်တို့တွေဘာလို့ဒီလောက်တောင်ပြောရသလဲဆိုတာကိုအသေးစိတ်ထပ်ရှင်းပြပါမယ်ပထမဆုံးအချက်ကတော့ကားစီးရလို့ပါ
တုန်းကကျွန်တော်တို့ဝမ်းတွင်းမျိုးအတိုင်းဝိုင်းပတ်ဝန်းကျင်မှာကိုပိုင်ကားကိုစီးဖူးတယ်လူဆိုတာတကယ်ကိုရှားပါတယ်ကိုပိုင်ကားဆိုတာလိုင်းကားဘတ်ကားမဟုတ်တဲ့ကားကိုပြောတာပါအဲ့လိုကားဟာကိုပိုင်ရင်ပိုင်မယ်သူများပိုင်ရင်ပိုင်မယ်ဘသူပဲပိုင်အငှားကားမဟုတ်တဲ့ကိုပိုင်ကားလို့ပြောချင်တာပါအဲ့လိုကိုပိုင်ကားကိုစီးဖူးတဲ့ကျွန်တော်ဟာဝမ်းတွင်းမျိုးအရှိပိုင်းဆီယာမာကြီးဒေါ်စောရင်ရဲ့မူလာတန်းကျောင်းတက်တုံးကကျောင်းမှာတငယ်ချင်းတွေနဲ့တွေ့ရင်ငါရန်ကုန်မှာတော့ကဦးလေးကားကိုစီးဖူးတယ်ဆိုပြီးကြွားလေရှိပါတယ်အဲတုန်းကဝမ်းတွင်းမျိုးသားတွေဟာဘတ်ကားတွေလော်လီကားတွေတောင်တိတ်စီးဖူးကြတာမဟုတ်ပါဘူးအဲဒါကြောင့်ဝမ်းတွင်းသားကျွန်တော်တို့ညီကိုတွေဟာဂျစ်ကားလေးစီးရမယ်ဆိုတာနဲ့စိတ်လှုပ်ရှားကြတာပါအဖေနဲ့ကျွန်တော်နောက်ပြီးတော့ဒီလိုအဖေနဲ့ဂျစ်ကားခီးကိုဘာလို့သွားကျင်တာလဲဆိုတော့ကျွန်တော်တို့ဟာအမေနဲ့အနီးကပ်ပြီးရင်းနှီးသလောက်အဖေနဲ့တိတ်မနီးစပ်ပဲနည်းနည်းလေးကင်းကွာပါတယ်လို့ပြောချင်ပါတယ်သူ့လုံနဲ့သူအလုတ်ရှုံနေတဲ့အဖေဟာအမေလောက်သားသမီးတွေနဲ့နီးနီးကပ်ကပ်မနေနိုင်ပါဘူးမနေဖြစ်ပါဘူးဒါဟာဘယ်အိမ်အောင်စုမှမဆိုဖြစ်လေဖြစ်တာရှိတဲ့သဘောပဲထင်ပါတယ်အဲ့ဒီခက်ကအဖေတွေရဲ့အိမ်အောင်ဦးစီးလုပ်ရတဲ့လုပ်ငန်းသဘောတဘာဝကြောင့်ဖြစ်တာထင်ပါတယ်ပြီးတော့အမေတို့ခေတ်တုန်းကလက်ထပ်ပြီးလင်းမယားဘဝအိမ်အောင်တဲ့ဘဝမှာအမျိုးသားတွေကအလုပ်လုပ်ကြပြီးဇနီးမယားတွေကတော့အိမ်ရှင်မအလုပ်ပဲလုပ်ကြပါတယ်ပြီးတော့မိခင်ဟာသားသမီးတွေကိစ္စနဲ့အိမ်တွင်းကိစ္စတွေကိုပဲလုံးပန်းနေရတာဆိုတော့ကလေးတွေနဲ့ပူကလုံးထွေးနေရတာပေါ့ဒါကြောင့်အဖေကကတ်တဲမှာရဲအလုပ်တွေနဲ့ရှုပ်နေပြီးကလေးတွေကိုအနီးကဂီယူမဆိုင်နိုင်တော့အဲ့ဒီအချိန်မှာအမေကတော့သူ့ဘဝတစ်ခုလုံးကိုသားသမီးတွေကိစ္စနဲ့နှိမ့်မြုပ်ထားပြီးမနဲ့အိယာထားကြတဲ့ကကျွန်တော်တို့ကိုမျက်နှာတစ်ပေးတနခါလိန်ចောင်းပို့ထမင်းညိုက်ထုံအစားစားအရာရာပြင်ဆင်ပေးညနေចောင်းကပြန်လာတော့လွယ်အိတ်ဖွင့်စဒိန်စာပါလာစစ်ထမင်းညိုက်နေဖွင့်ပြီးစားလာမစားလာကြည့်ကြီးတာနဲ့သွားစော်ကြီးထမင်းစားအမီ6 နာရီမထိုးခင်ပြန်လာခဲ့နော်ဆိုပြီးပြောတတ်တဲ့အမေဖြစ်နေပါတယ်ဒါနဲ့မပြေးသေးဘူးထမင်းစားပြီးတာနဲ့အင်းစားတွေကိုလှုပ်ဖို့ဘေးနားမှာထိုင်ကြည့်ဒိုရာလှုပ်ပေးအိတ်ချိန်တမ်းပြီးဆိုတာနဲ့အိတ်ရပြင်းချင်းအောင်ထဲကိုတေချာဝင်အိတ်ကြနော်ဆိုပြီးချင်းအောင်စာလေးကိုဖျားရဲ့အောက်မှာတေးချဖိပြီးချင်းမွေအောင်လှုပ်ပြီးတိတ်ပေးတဲ့အမေပြောရမယ်ဆိုရင်ကျွန်တော်တို့မနဲ့အိတ်ရနိုးတာကနေညအိတ်တဲ့အထိအစာအဆုံးလုံးဝတာဝန်ယူပေးတဲ့အမေပါအဲ့ဒီလိုသားသမီးတွေနဲ့နေခဲ့ရတဲ့အမေနဲ့ရဲစခန်းမှာအမြဲတမ်းအလုပ်ရှုပ်နေတဲ့အဖေဆိုတော့အဖေနဲ့အမေကလေးတွေရဲ့ရင်းနှီးမှုဟာကွာကုန်တာပေါ့ဒါကြောင့်ကျွန်တော်တို့နဲ့အမေရဲ့ဆက်ဆံရေးဟာအဖေနဲ့ဆက်ဆံရေးနဲ့လုံးဝမတူပဲဖြစ်နေတာပါအဖေဟာအလုပ်တွေရှုပ်လင်းနာနဲ့သူ့တပည့်တွေအမှုသေးတွေနဲ့တစ်ချိန်လုံးစကားပြောနေရတာပါမနက်မိုးလင်းကြောင်းမသွားခင်ကျွန်တော်တို့တွေအဖေနဲ့စကားနည်းနည်းပြောခြင်းလို့သူစကားပြောတဲ့အနာသွားလိုက်ရင်ဟက်ကလေးတွေအမှုအကြောင်းပြောနေတာဒီနားမလာနဲ့သွားကြလေဆိုပြီးသူ့နားမလာဖို့ပြောပါတယ်အဲတုန်းကတော့အဖေအဲ့လိုပြောတာကိုဘယ်ကျင်납ပါမလဲအခုဒီအသက်အရွယ်မှာပြန်စဉ်းစားကြည့်တော့အဖေအဲ့လိုပြောတာဟာဟုတ်တာပေါ့အမှုကိစ္စတွေပြောနေတဲ့အချိန်မှာကလေးတွေကိုသူတို့အမှုကိစ္စစကားပြောတဲ့နားကိုဘယ်လာစေချင်မှမလဲဒါပေမဲ့ကလေးဘဝတုန်းကဒါတွေဘယ်နားလေပါမလဲအမေဆိုရင်တို့ကိုသူ့နားကမခွာစေချင်ဘူးအိမ်နားကယုံကြည်ရှိမှပို့လို့သွားပစ်ထားတာဇွတ်လိုက်ခေါ်တယ်အဖေကတော့သူ့နားသွားတာတောင်မောင်းထုတ်တယ်လို့ထင်ခဲ့မိပါတယ်အဲ့လိုနဲ့မနဲ့ကြောင်းမသွားခင်အဖေနဲ့စကားပြောဖို့ကြိုးစားခဲ့တာမအောင်မြင်ပါဘူးညနေကျွန်တော်တို့ကျောင်းကပြန်ရောက်တော့အဖေကဂတ်တဲတဲကပြန်မလာသေးဘူးသူ့ကိစ္စနဲ့သူရှုပ်နေတာကိုညနေဆောင်6 နာရီလောက်မှအဖေပြန်ရောက်လာတယ်အဲ့တော့လေသူ့တပည့်တွေတတိုက်နဲ့အမှုရွဲတွေတပုံကြီးပိုက်ပြီးရောက်လာတာပါအိမ်မှာရောက်လာပေမဲ့ရုံးလုပ်တွေကိုဆက်လုပ်နေရပါသေးတယ်ဘာလို့ဒီလိုရှင်းပြရတာလဲဆိုတော့ကျွန်တော်တို့ငယ်ဘဝရဲ့အစကလေးဖြစ်တုန်းမှအမေနဲ့ပဲအမြဲနေခဲ့ရတော့ကျွန်တော်ရေးတဲ့စာတွေထဲမှာဘာလို့အမေရဲ့ပုံရိပ်တွေပဲထင်နေတာဆိုတာသိစေချင်လို့ပါအဖေပင်စင်ယူပြီးကျွန်တော်9 တန်းလောက်ရောက်မှအဖေနဲ့ကျွန်တော်စာပြီးရင်းနှီးခွင့်ရခဲ့တာပါရဲကြက်ကြီးဥခင်မောင်နဲ့ BE အရက်ဖြူဂျစ်ကားနဲ့ခီးသွားတာကိုဆက်ပြောရမယ်ဆိုရင်ဂျစ်ကားစထွက်ကြတဲ့ကကျွန်တော်တို့ညီကိုချင်းစလိုက်နောက်လိုက်ပြောင်းလိုက်နဲ့ဟီဟီဟာဟာလေးတိုက်ပြီးလိုက်လာကြတာပါရဲကျက်ဥခင်မောင်ကစကားသိမ့်မပြောတဲ့လူတစ်ယောက်ဖြစ်ပေမဲ့လို့ကျွန်တော်တို့နဲ့တွေ့ရင်တော့မနေနိုင်တော့ပဲဟက်ကလေးတွေသိဆော့မနေကြနဲ့ပြီးတော့ခေါင်းတွေလက်တွေမထုတ်ကြနဲ့နော်လို့ဝင်ပြောရတော့တာပေါ့ကျုံတော့ရဲကျက်ဥခင်မောင်အကြောင်းပြောရမယ်ဆိုရင်သူကသူ့ဘာသာဒီတိုင်းနေရင်တော့ငြိမ်နေတာပဲညနေဆောင်ရမကားလေးဝင်ပြီးစကားလေးပြောပြီးဆိုရင်တော့လေးသန်းကပြောင်းသွားရောအာသွက်ရှာသွက်စကားပြောနဲ့လေးကတွက်လာတော့တာပဲသူဟာသူနေတိုင်းအရက်တောက်တဲ့ပင်မဲ့လို့
အခုပြန်တွေးကြည့်တော့ဦးခင်မောင်ဟာစီးနယ်ကန်းနဲ့အရက်ကိုတောက်တက်တဲ့လူတစ်ယောက်လို့ပြောရမှာပါ။ဘာဖြစ်လို့လဲဆိုတော့သူဟာအချိန်မှန်လို့ညနေ9 နာရီရောက်လာတာနဲ့စပိန်လေးစီးပြီးဝမ်းတွင်မြို့အနောက်ဘက်သုံးမြောင်ဆုံးအလွန်ရန်ကုန်မန္တလေးကားလမ်းမကြီးရဲ့အနောက်ဘက်မှာရှိတဲ့ဘုံဆိုင်ကိုသွားပြီးအရက်တစ်ပိုင်းဝယ်ပြီးအိမ်မှာတောက်ပါတယ်။ဦးခင်မောင်ရဲ့ဇနီးဒေါ်တင်မီကလည်းသူ့ယောက်ျားအရက်နဲ့မြည်ဖို့မြေပဲလောပဲကြော်တွေလိုထွေးလီကားလီလေးတွေလုပ်ပေးထားပါတယ်။ဦးခင်မောင်ကအရက်လေးတစ်ကြိုက်တောက်လိုက်အမြည်လေးစားလိုက်နဲ့ဟာတာတွေမျိုးစုံပြောဟိုလူစဒီလူစနဲ့သူ့အရက်တောက်တာဟာပြောစရာပါ6 နာရီခွဲ9 နာရီလောက်မှအရက်တောက်တာပြီးသွားပြီးတော့ထမင်းစားပါတယ်။အဲ့ဒီနောက်ငါဆရာနဲ့ဆရာကတော်တို့အိမ်ကိုသွားလိုက်ဦးမယ်လေလို့ပြောပြီးကျွန်တော်တို့အိမ်ကိုရောက်လာပါတယ်။အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုကြိုက်နေတဲ့သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်။နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လည်းအောက်က comment လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်စို့။အဲ့တော့မနက်တုန်းကတွေ့တဲ့ဦးခင်မောင်လို့မဟုတ်တော့ပါဘူး။မောင်တင်တွေလာစမ်းမောင်ထုကောရှိလားဆိုပြီးစူးစူးညံ့ညံ့နဲ့ကျွန်တော်တို့ညီကိုကိုတွေကိုခေါ်ဟိုပြောဒီပြောရဲစရာတွေပြောပါတော့တယ်။အဲ့ဒါဦးခင်မောင်ရဲ့နေ့စဉ်အရက်တောက်တဲ့ပုံမှန်ဇလန်းပါ။ဦးခင်မောင်တို့ခေတ်တုန်းကအရက်ဆိုင်ကိုဘုံဆိုင်လို့ခေါ်ပါတယ်။ဝမ်းတွေမျိုးကဘုံဆိုင်မှာတော့အရက်ဖြူပဲရောင်းပါတယ်။အရက်ဖြူကို BE လို့ခေါ်ကြပါတယ်။အခုခေတ်မှာတော့ဘာမှန်းညာမှန်းမသိပဲနဲ့အရက်ဖြူကို BE လို့ပဲစက်ခေါ်နေကြပါသေးတယ်။ကျွန်တော်တပည့်ဆရာဝန်မလေးတွေဟာအခုထက်ဒီလူနာအရက်တောက်တဲ့အကြောင်းစီးမတန်းရေးရင်လူနာတောက်တဲ့အရက်ဖြူကို BE လို့ခေါ်ဝေါ်သုံးဆွဲနေကြပါသေးတယ်။ဥပမာပြောရမယ်ဆိုရင် he used to take on bottle of BE every day လို့ပြောပါတယ်။လွန်ခဲ့တဲ့15 နှစ်လောက်အတွင်းမှာကျွန်တော်တပည့်အစင်းဆက်ဆရာဝန်တွေကို BE လို့မင်းတို့ပြောဆိုနေတာဟာဘာအရက်ကိုပြောတာလဲလို့မေးလိုက်ရင် BE ဆိုတာအရက်ဖြူကိုခေါ်တာပါလို့ဖြေကြပါတယ်။ဘာလို့အရက်ဖြူကို BE လို့ခေါ်တာလဲမေးတော့မဖြေနိုင်ကြတော့ဘူး။ဒါနဲ့ကျွန်တော်ကနောက်ဆုံးတော့မနေနိုင်ပဲအရက်ဖြူကို BE လို့ဘာလို့ခေါ်တာလဲဆိုတာဆရာရှင်းပြမယ်။1958 ခုနှစ်အင်းဆောင်အစိုးရလက်ထံမှာတော့ကBurmese Economy Development Cooperation BEDC မြန်မာနိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဆိုပြီးဖွဲ့ခဲ့တယ်။ BEDC ရဲ့လှုပ်ဆောင်ချက်တစ်ခုကတော့အရက်ချက်စက်ရုံတွေကိုတည်ထောင်တယ်လေ။အဲ့ဒီ BEDC စက်ရုံတွေမှာစံကနေချက်တဲ့အရက်ဟာအနီရောင်မဟုတ်ပဲရေလိုကြည်နေတဲ့အရက်ဖြစ်ပါတယ်။အဲ့ဒီအရက်ကိုအရက်ဖြူလို့ခေါ်ပြီးတိတ်ကိုတောက်လို့ကောင်းတယ်လို့ပြောကြပါတယ်။အကိုကြီးလျှက်စီအင်ဂျင်နီယာဦးခင်မောင်တင့်ရဲ့အဆိုကတော့ BEDC အရက်ဟာဒီတိုင်းတောက်တာကိုချိုးနေတယ်လို့ပြောပါတယ်။အဲ့ဒီလိုတိတ်ကောင်းတယ်ဆိုပြီးမြန်မာတနိုင်ငံလုံးကဆွဲလန်းနေတဲ့ BEDC ကထုတ်တဲ့အရက်ကို BE အရက်လို့အတူကောက်ခေါ်ကြတာကနေ BE ဆိုတာအရက်ဖြူလို့မြန်မာတနိုင်ငံလုံးမှာတွင်သွားတာဆိုပြီး BE ဆိုတာကိုဘာမှမသိပဲအရက်ဖြူကို BE လို့ပြောနေကြတယ်ကျွန်တော်တပည့်တွေကို BE ရဲ့ဇာတ်လမ်းကိုရှင်းပြလိုက်ရပါတယ်။တစ်ဆက်တည်းပဲကျွန်တော်ကိုဦးခင်မောင်တင့်ကိုထူအင်ဂျင်နီယာပေါက်စာဘောကခစ်စားခဲ့တဲ့ B2C1 formula လေးကိုပြောပြချင်ပါသေးတယ်။သူတို့အင်ဂျင်နီယာဖြစ်ခါစားပိုက်ဆိုင်လက်သိမ့်မတက်နိုင်သေးတဲ့ဘဝမှာ BEDC အရက်ဖြူကိုဘီယာနှစ်စအရက်ဖြူတစ်စရောပြီးတောက်တာဟာတကယ်ကိုရတာရှိတဲ့ရမကာတောက်နီးလို့ပြောပါတယ်။အရက်ဖြူကို BE လို့ခေါ်သလိုတော့အရက် CS Country Spirit လို့လည်းခေါ်ပါသေးတယ်။အဲ့တော့ကိုတူးတို့တောက်တဲ့ B2C1 ဆိုတာဘီယာနှစ်ပလင်းအရက်ဖြူ CS တပလင်းရောတောက်တာကိုပြောတာပါ။ B2C1 ကိုတောင်အမြဲမတောက်နိုင်ပဲတခါတလေပတ်စံလေးရွှင်းမှတောက်နိုင်တာလို့ဆိုပါတယ်။အဲ့လောက်တောင်ကိုနာမည်ကြီးတဲ့ BE အရက်ဖြူပါ။အဲ့လိုရောတောက်တဲ့နီး B2C1 formula ဟာအဲ့ဒီခေတ်တုန်းကနာမည်ကြီးပါ။ဘာလို့ဒီလိုအရက်ဖြူ BE တောက်နီးကအစရှောက်ပြောနေရလဲဆိုတော့အမေအကြောင်းတွေပြောပြရင်းနဲ့ကျွန်တော်ရှေ့မှာပြောခဲ့သလိုကျွန်တော်တို့ဖြတ်တန်းလာခဲ့ရတဲ့ခေတ်ရဲ့အကြောင်းကိုမှတ်တမ်းတင်ထားခြင်းလို့ပါ။အမေအကိုဦးမောင်မောင်BE အကြောင်းရေးတော့အမေရဲ့အကိုဦးမောင်မောင်ကိုသတိရမိပါတယ်။အမေအကိုဦးမောင်မောင်ဟာမိထီလာမှာ BE အရက်ဖြူချက်တဲ့အရက်ချက်စက်ရုံမန်နေဂျာပါ။အဲ့ဒီအမေအကိုဦးမောင်မောင်ကိုကျွန်တော်တို့ညီကိုအားလုံးကအမေခေါ်သလိုကိုကိုလိုပဲခေါ်ကြပါတယ်။ကိုကိုရဲ့အရက်ချက်စက်ရုံဟာမိထီလာမျိုးအရှေ့ပိုင်းအခုဇွဲရုပ်ရှင်ရုံကနေအောက်ကျိုင်ထဲမှာရှိပါတယ်။ကိုကိုရဲ့စက်ရုံကထွက်တယ်။ BE အရက်ဟာမိထီလာခရိုင်တစ်ခုလုံးကိုဖြန့်ဖြူးပေးပါတယ်။ကိုကိုရဲ့ BE အရက်စက်ရုံကထွက်တဲ့ BE အရက်တွေကိုသူတို့အရက်စကားနဲ့ OP လို့ခေါ်တဲ့ overproof အရက်အပြင်းစားတွေကိုချက်ပြီး
ဘောက်စာကားကြီးနဲ့မိထီလာခရိုင်အတွင်းမှာရှိတဲ့ဝမ်းတွင်းသားစီမလိုင်းမိထီလာမြို့တွေကိုဖြန့်ပါတယ်။အဲဒီလိုကိုဆက်ယုံကနေပို့လာတဲ့အရက်စီတွေကိုမြို့လေးတွေကအရက်ဖြူဘုံဆိုင်တွေမှာသတ်မှတ်ထားတဲ့အရက်ဖြူရာဂိုင်နှုန်းကြိုင်အောင်ရေးထက်ရောပြီးရောင်းပါတယ်။အဲလိုစနစ်ရှိတော့ကိုဟာသူ့ဘီယာအရက်ဆက်ယုံကချက်တဲ့ဘီအရက်စီ OP တွေကိုသူ့ဆက်ယုံကအရက်ကဘောက်စာကြီးနဲ့မိထီလာခရိုင်တစ်ခုလုံးကဘုံဆိုင်တွေကိုလိုက်ပို့တာပါဝမ်းတွင်မြို့ကိုတော့ဦးလေးဦးမောင်မောင်ကတပတ်တရက်လာပါတယ်အရက်ပို့တဲ့မြို့တိုင်းကိုစက်ယုံမန်နေဂျာဦးလေးဦးမောင်မောင်မလိုက်ပါဘူးသူ့ညီမဒေါခင်ခင်ရှိတဲ့ဝမ်းတွင်မြို့ကိုသာအရက်ပို့တဲ့ကားနဲ့တပတ်တစ်ခါပဲလိုက်လာပြီးတွေ့တာပါအမေတို့မှညီကိုမောင်နှမ3ယောက်ရှိပါတယ်အကြီးဆုံးကအဲ့ဒီအကိုကြီးဦးမောင်မောင်ဒုတိယကကျွန်တော်အမေဒေါခင်ခင်အငယ်ဆုံးကဒေါ်တင်နေမှာအမေကြီးတို့ကသူ့သားဦးမောင်မောင်ကိုတိုးတက်ကြီးပွားအောင်ဆိုပြီးမန္တလေးကအကောင်းစားဝဆလီကျောင်းမှာကျောင်းအိမ်ကျောင်းစားထားခဲ့ပေမဲ့လည်းနောက်ဆုံးမှာတော့တောင်မိုးရွာသူဒေါခင်ကြီးနဲ့အိမ်အောင်ကြာသွားပြီးမိထီလာကအရက်ချက်စက်ယုံမှာပဲမန်နေဂျာဖြစ်သွားပါတယ်အမေညီမအငယ်ဒေါ်တင်နေကတော့ရုပ်ရှင်မင်းသားစာရေးဆရာဝန်မောင်သိန်းရင်ကြီးဦးစန်းွယ်ဟောဦးအောင်နဲ့အိမ်အောင်ကြပါတယ်အမေကိုကြီးဦးမောင်မောင်ဟာကျွန်တော်တို့တွေကိုမင်းနဲ့ငါနဲ့ခင်ခင်မင်းမင်းနဲ့ပြောပြီးချစ်လဲသိချစ်ပါတယ်ဦးမောင်မောင်ဟာသူ့ညီမအကြီးကျွန်တော်အမေဒေါ်ခင်ခင်ကိုပို့ပြီးချစ်ပါတယ်သူ့ညီမကိုတွေ့ရင်ခင်ခင်ရေကိုပါဇက်ထဲကမချပါဘူးဒေါ်လေးဒေါ်တင်တင်ရောက်တော့အိမ်အောင်ကြပြီးသူ့မျိုးသားဦးစန်းွယ်ရဲ့မြို့ဖြစ်တဲ့ရင်းညံမှာသွားပြီးအခြေချတော့ဦးမောင်မောင်နဲ့အလှမ်းနဲ့ဝေးသွားတာပေါ့ဦးလေးဦးမောင်မောင်နဲ့အမေနဲ့ရောက်တော့ဦးမောင်မောင်ကမိထီလာမှာအမေကမိထီလာနဲ့22မိုင်ပဲဝေးတဲ့ဝမ်းတွင်းမှာဆိုတော့အလှမ်းမဝေးတော့ဘူးပေါ့ပြီးတော့ဦးလေးကသူ့ဆက်ယုံကအရက်ပို့တဲ့ဘောက်စာကားကြီးနဲ့တပတ်တစ်ခါဝမ်းတွင်းကိုလာတာဆိုတော့သူတို့နှစ်ယောက်ပိုးပြီးနီးစပ်ပိုးပြီးချစ်ကြတယ်ထင်ပါတယ်ဦးမောင်မောင်ဟာသူ့ပိုင်သမျှရွှေငွေတွေအတွင်းပစ္စည်းတွေကိုတန်တစ်တာလေးတစ်လုံးနဲ့ထက်တော့ခတ်ပြီးအမေစီမလာအပ်ထားပါတယ်အမေကအဲ့ဒီတစ်တာအညိုလေးကိုဝမ်းတွင်းတိုင်ပေါ်တက်ကအခန်းလေးထဲမှာထည့်ပြီးတင်ထားပေးပါတယ်ဦးမောင်မောင်တပတ်တစ်ခါဝမ်းတွင်းရောက်တိုင်းတိုက်ပေါ်ထက်သွားပြီးသူ့တန်တစ်တာကိုဖွင့်စူဆောင်းမိတာလွေးတွေကိုစစ်နောက်ထပ်ရတဲ့ငွေရွှေလေးတွေကိုထပ်ဖြည့်ပြီးတင်တတ်ပါတယ်ဦးမောင်မောင်ဟာကြီးရင်စင်းရဲမှာကြောက်လို့ဆိုပြီးငွေသုံးတာကိုအရန်ချွေတာပြီးကြီးရင်သုံးဖို့ချွေငွေပစ္စည်းတွေကိုတအားစုပါတယ်ဒါပေမဲ့လို့သူဟာသူ့ညီမဒေါ်ခင်ခင်ရဲ့သားသမီးတွေဖြစ်တယ်ကျွန်တော်တို့တွေကိုတအားချစ်ပြီးကျွန်တော်တို့ရဲ့ပတ်သက်ရင်ပတ်စံကိုလုံးဝမတွန့်တိုးရဲရောသုံးပေးတတ်ပါတယ်ဘောက်စော်ကအဲကွန်းမပါတာကနေအဖေနဲ့ဂျက်ကားစီးတာအဖေနဲ့ကျွန်တော်အဖေတပြည့်ဦးခင်မောင်ဘီအရက်တောက်တာကဘီအရက်စက်ယုံမန်နေဂျာကျွန်တော်ဦးလေးဦးမောင်မောင်အကြောင်းရောက်တဲ့ရာအတွေးတွေရောက်သွားရင်စာရေးလိုက်တော့ဘောက်စော်ကားဟာညောင်လေးပင်အထွက်မှာပဲရှိနေပါသေးတယ်အမေရဲ့ဓာတ်စီစစ်နီဘောက်စော်ကားကြီးဟာညောင်လေးပင်ကထွက်လာကားစားကစိတ်လိုလက်ရတဟုန်တို့ပြေးထွက်လာပေမဲ့လို့နိုင်ဝက်လောက်ကြာတော့ရှော့ရှူကောင်းမွန်မသွားတော့ပဲဇက်တောက်တုံလိုက်ဖြစ်နေပါတော့တယ်ဒီပါကိုတအားဘလောက်ပဲနင်းဘောက်စော်ကားကြီးကမပြေးတော့ပါဘူးနေချင်းရက်လိုက်ပြေးလိုက်နဲ့တော်ကိုစိတ်ပြက်ဖို့ကောင်းပါတယ်ခဏနေတော့ဘောက်စော်ကားကြီးတုံဖြစ်ပြီးလုံးဝကိုထိုးရသွားပါတော့တယ်အဲ့ဒီမှာတင်စောတုံးကလေးတဟူးနဲ့နီရဲနေလုံးကြီးကိုကြည့်ပြီးဘောက်စော်ကားကြီးဇိမ်ခံစီးလာခဲ့ရတဲ့အရာသာပြတ်သွားပါတော့တယ်အဲ့လိုလဲကားကြီးထိုးရသွားရောအကိုကြီးဥတင်တွေနဲ့မကန်းနစ်တို့ဟာတိုင်မင်ပြီးထားသလိုပဲကားစီပိတ်ပြီးဆိုပြီးတခါတည်းပြောလိုက်ကြပါတယ်ပြီးတာနဲ့သူတို့နှစ်ယောက်ချက်ချင်းပဲကားတကားဖွင့်ပြီးကားပေါ်ကဆင်းသွားကြပါတော့တယ်တကယ်တော့အကိုကြီးဥတင်တွေဟာကားစီမပိတ်အောင်ဆိုပြီးဘောက်စော်ကားကြီးဓာတ်စီထဲတိုင်းအမုံမွားမပါအောင်ဆိုပြီးအဖေရဲဝန်တော်လှုပ်တုံးကစောင်းငယ်တဲ့ဘယ်ရီအုတ်ထုတ်လိုဟာမျိုးနဲ့အမေရဲ့ကားဓာတ်စီစစ်နီးကိုသုံးစီစစ်ပြီးမှထဲတာပါအမေရဲ့ဓာတ်စီစစ်နီးဆိုတာကိုပြောပြခြင်းပါတယ်အဲ့လိုမပြောပြခင်ဓာတ်စီစစ်ဖို့အမေသုံးတဲ့ဘယ်ရီအုတ်ထုတ်လေးတွေအကြောင်းကျွန်တော်သိသလောက်မှတ်မိသလောက်ပြောပြခြင်းပါတယ်ဘယ်ရီအုတ်ထုတ်ဆိုတာလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ရဲတို့စစ်တပ်တို့မှစောင်းကြတဲ့တက်ကလက်အုတ်ထုတ်ခပ်ပြားလေးတွေကိုခေါ်တာပါအဲ့ဒီအုတ်ထုတ်လေးတွေကိုအင်္ဂလိပ်လိုအတန်ထွက်မှန်ဘရီဖြစ်ပေမဲ့မြန်မာတွေကတော့ဘယ်ရီလို့ပဲခေါ်ကြပါတယ်အဲ့လိုဘယ်ရီအုတ်ထုတ်လေးတွေကိုပါကစ္စတန်အင်ဒိုနီးရှားကရဲတွေအခုထက်ထိစောင်းနေတော့မှာအဖေတို့ခေတ်ကရဲအရာရှိတွေဘယ်ရီအုတ်ထုတ်အမဲလေးတွေစောင်းကြတာခရီးလေးမှတ်မိပါသေးတယ်အဲ့ဒီအကြောင်းတွေပြောတော့အဖေကိုတော်တော်လေးသတိရမိပါတယ်
အဖေဟာဘယ်ရီအုတ်ထုပ်လေးကိုခေါင်းပေါ်မှာတစ်စောင်းလေးစောင်းကျွတ်နစ်လို့ခေါ်တဲ့ရဲအရာရှိတွေဝတ်တဲ့တင်မတဝက်ရောက်တဲ့ရဲအရာရှိအပေါ်ဝတ်စုံယူနီဖောင်းအင်ဂျီမီးကိုရောင်အဖြော့နဲ့ဘောင်းမီကိုရောင်အရင်ကိုဝတ်ဆမ်ဘရောင်းလို့ခေါ်တဲ့တရေဆလွယ်တိုင်းကိုဝတ်ပြီးအင်္ဂလိပ်ကလှုပ်တဲ့တရေနဲ့ကွတ်ထားတဲ့ကျိန်တုပ်လေးကိုဂျိုင်းကြားမှာညှက်ပြီးလမ်းလျှောက်သွားတတာကိုမှတ်မိနေပါသေးတယ်။ကားထဲကိုဓာတ်စီထည့်တဲ့အကြောင်းဆက်ပြောရမယ်ဆိုရင်ဓာတ်စီကိုအဲ့လိုဘယ်ရီအုတ်ထုပ်အဟောင်းလေးနဲ့စစ်ရမယ်ဆိုတာကျွန်တော်တို့အငယ်ကလေးကအမေကသင်ပေးထားတာပါ။အမေပြောတာကတော့အင်္ဂလိပ်ခေတ်ကဘယ်ရီအုတ်ထုပ်တွေဟာအခုခေတ်ဘယ်ရီအုတ်ထုပ်တွေထက်အများကြီးပိုကောင်းပါတယ်။ဘာလို့တော့ဆိုတော့အမေတို့ခေတ်တုန်းကဘယ်ရီအုတ်ထုပ်တွေဟာတက်ကလက်အစစ်နဲ့ချုပ်ထားပြီးအသားတွေကလည်းတအားကိုထူထူထဲထဲတက်ကလက်အသားတွေလို့ပြောပါတယ်။ဓာတ်စီစစ်လို့သိကောင်းတယ်လို့အမေကဆိုပါတယ်။အဲ့ဒီလိုအင်္ဂလိပ်ခေတ်ကဘယ်ရီအုတ်ထုံနဲ့သာဓာတ်စီစစ်ရင်ဘာအမှုံမွားမှမပါနိုင်ဘူး။အဲ့ဒီအုတ်ထုံလေးတွေဟာသိသုံးကြတာ။မင်းအဖေဘယ်ရီအုတ်ထုံအစ်စ်ဝဲပြီးဆိုရင်သူမဆောင်းတော့တဲ့ဘယ်ရီအုတ်ထုံအဟောင်းတွေကိုငါကအကုန်သိမ်းထားတာ။အဲ့ဒီလိုဘယ်ရီအုတ်ထုံအဟောင်းလေးတွေကတက်ကလက်သားအထူကြီးနဲ့ဓာတ်စီမှာပါလာတဲ့အမှုံမွားတွေကိုစစ်ယုံနေမကဘူးဓာတ်စီတွေကရေတွေကိုလည်းတက်ကလက်သားကစုပ်ယူလိုက်တယ်လမ်းမေးမှာရောင်းတဲ့ဓာတ်စီတွေကရေတွေကအမှုံတွေပါတတ်လို့အဲ့ဒီဘယ်ရီအုတ်ထုပ်ခတ်ထူထူနဲ့စစ်မထားဘူးဆိုရင်ကားတဲ့ဓာတ်စီထည့်လိုက်တာနဲ့ဓာတ်စီတွေကရေတွေကစီလိုင်းနဲ့ဝင်ပြီးစီးပိတ်ကြီးပိတ်တိတ်ဒုက္ခပေးတာလို့အမေကပြောပါတယ်ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နေတဲ့သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ